ခမရတို့ကြည့်ကြလားကိုလိုနီခေတ်ရန်ကုန်မှာ English တွေကတို့ရဲ့ရုံးတွေအဆောက်အုံတွေထဲဝင်မြန်မာတွေကိုဖနှက်ချုပ်ခိုင်းခဲ့တယ်။ဘာသာရေးကြောင့်မဟုတ်ဘူး။တိုင်းရှင်းရေးကြောင့်မဟုတ်ဘူး။အောက်ကျခိုင်းရတယ်ဆိုတော့ပြသဖို့ပါ။ English တွေကြီးစိုးတဲ့နေရာမှာမြန်မာတွေကိုလူအောင်ကြတယ်လို့ခံစားရအောင်တမင်လုပ်ခဲ့တဲ့ policy ပါ။ဒါပေမဲ့1910ပြည့်လွန်နှစ်တွေမှာတန်ဃာတော်တွေကဒီ policy ကိုပြန်ဆန့်ကျင်တဲ့အခါမှာဖနှက်ပတနာဆိုပြီးတော့နာမည်ကြီးလာပြီးတော့မြန်မာခေတ်သစ်သမိုင်းမှာပထမအဆုံးတော့မျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်လာခဲ့ပါတယ်။ဖနှက်မချုပ်ပေးနိုင်ဘူးလို့ညှင်းဆန်ခဲ့တဲ့လူတွေထောင်ချခံခဲ့ရပါတယ်ကျွန်တော်နာမည်တော့ခိုင်ပါအားတော့ကျွန်တော်ထတော်ကောင်ပါဖနှက်ပတနာအမေကတိတိလေးလို့ထင်ရပါမယ်ဒါပေမဲ့မသေးပါဘူးဒါကကိုယ်နိုင်ငံမှာသူများအုပ်ချုပ်ခံနေရခြင်းမြန်မာလူမျိုးတွေမှာဟိုတိတ်ခါရှိမရှိဆိုတဲ့မိကုံတစ်ခုပါပဲကာလေအရေးကြီးဆုံးတိုက်ပွဲတွေဟာအရာကြီးကြီးမားမားတွေအတွက်မဟုတ်ပါဘူးအဲ့ဒီအရာကြီးတွေမှာပုံကွယ်နေတဲ့အရာတိတိလေးတွေအတွက်တိုက်ရတာပါဒီချာနာထောင်ဝေကြပါဖနှက်ပတနာဆိုတာအင်္ဂလိပ်တွေနဲ့ဥရောပတိုက်သားတွေကမြန်မာစီရီပထိုးတွေမှာဖနှက်မချွတ်တဲ့ပတနာနဲ့မာရီကြတော့သူတို့ယုံနေမှာဖနှက်ချွတ်ရတဲ့ပတနာပါသူတို့ကကိုကင်းလို့ခွင့်ပေးပြီးတော့မြန်မာအထုံးမြတ်နေရာတွေကိုတာမန်မြေကြီးလိုမျိုးသဘောထားတယ်တစ်ဖက်မှာကျတော့မြန်မာတွေကိုသူတို့နေရာတွေမှာဖနှက်ချုပ်ခိုင်းပြီးတော့ဂုံတိတ်ခါတွေကိုတမင်နေကြခဲ့တယ်လွန်ခဲ့တဲ့116နှစ်ခန့်1910ပြည့်လွန်နှစ်တွေမှာဆရာဦးဥတ္တမဟာဖနှက်ပတနာကိုနိုင်ငံရေးလှုပ်ရှားမှုရဲ့ဗဟိုချက်အဖြစ်နဲ့လှုပ်ဆောင်ခဲ့တယ်လူချင်းစိတ်တဲ့နှိုးကြရဲ့လုပ်ရက်တွေကြောင့်ဗြိတိရှဆိုးရရဲ့ဖမ်းဆီးထောင်ချတာကိုအကြိမ်ကြိမ်ခံခဲ့ရတယ်လွတ်လပ်ရေးဆိုတာနိုင်ငံရေးရတယ်မဟုတ်ဘဲနဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုအရာပါအပိုင်ခွင့်ဖြစ်ကြောင်းပထမဆုံးမိမောင်းထိုးပြခဲ့တဲ့သူပါနောက်ဆုံးတော့ဖျားတွေကြောင့်မလို့ English တွေလည်းဖျားတွေမှာဖနှက်ချုပ်ဖို့သဘောတူကြရပါတယ်ဒါပေမဲ့ကိုယ်နိုင်ငံရဲ့အထွတ်အမြတ်နေရာတွေကိုလေးစားမှုပေးမပေးဆိုတဲ့မိကွန်းတော့သူတို့ကမချီတင်ငန်းနဲ့ဖြေခဲ့ပါတယ်မြန်မာတွေကဒါကိုသေချာမှတ်သားထားလိုက် English တွေကဖနှက်ကိစ္စကိုရှော့ပေးခဲ့ပေမဲ့မြန်မာတွေကိုကန်ကြမှာကိုဖန်တီးခွင့်ရှိမရှိဆိုတဲ့မိကွန်းကိုဖြေဖို့ကတော့နောက်ထပ်အနှစ်30နဲ့ကမ္ဘာစစ်ကြီးတစ်ခုထပ်လိုခဲ့ပါတယ်မြန်မာနိုင်ငံမှာဖနှက်မချုပ်ဘူးလို့ညင်းဆန်ယုံတဲ့လူတွေထောင်ချခံခဲ့ကြရတယ်လက်နက်ကင်လို့မဟုတ်ပါဘူးစစ်တပ်ဖွဲ့လို့လည်းမဟုတ်ရှက်ခွဲခံရတာကိုလက်မခံခဲ့လို့ငါနိုင်ငံငါရဲ့အထွတ်အမြတ်နေရာမှာမင်းတို့လေးလေးစားစားနေရမယ်လို့ပြောရေးခဲ့လို့အဲ့ဒီလောက်သိငယ်ပေမဲ့အခြေခံကြတဲ့ຢာတစ်ခုပေါ်ကိုထားရှိတဲ့ခိုင်မာတဲ့ယက်တိချက်ကနေကြီးကျယ်တဲ့လှုပ်ရှားမှုတိုင်းကိုစတင်ခဲ့ရပါပဲဖနှက်ပတနာပါဒီအတွက်လူတွေကထောင်ချခံခဲ့ရတယ်ရဟန်းတစ်ပါးဒါကိုနိုင်ငံရေးလှုပ်ရှားမှုရဲ့ဗဟိုချက်လုပ်ပြီးတော့ထောင်ချခံခဲ့ရတယ်မြန်မာနိုင်ငံလွတ်လပ်ရေးလှုပ်ရှားမှုရဲ့အစပိုင်းဆိုတာခင်ဗျားတို့သိကြလားပုံမှန်မှာပြောခဲ့ပြီပါမာရီနိုင်ငံရေးလွတ်လပ်ခွင့်တသက်မဟုတ်ဘဲနဲ့လူခုံသိက္ခာအရာဘလို့တိုက်ပွဲဝင်ခဲ့တယ်လဲဆိုတဲ့ဇာတ်လမ်းအလုံးသိအောင်ပြောပြဖို့ထိုက်တန်ပါတယ်ကျွန်တော်နာမည်တော့ခိုင်ပါကျွန်တော်ရဲ့ account လေးကိုလည်း follow လုပ်ထားကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်